လေးသိန်းမောင်းတွေလည်းပြန်လဲအစဉ်ပြေခဲ့ပြီကဲအားလုံးပဲမင်္ဂလာပါအခုဗီဒီယိုလေးမှာကတော့ဒီနေ့ဩဂတ်စ်လ25ရက်နေ့တနင်္လာခွဲမှာရှင်မယ်ကစားသွားကြမယ်စပိန်လာလီဂါပွဲစဉ်တစ်ပွဲဖြစ်တဲ့ဗလန်စီယာနဲ့ဘက်တစ်ပွဲစဉ်လေးကိုပွဲကြို30ချက်လုပ်ပေးသွားမှာပဲဖြစ်ပါတယ်ဆိုတော့တနင်္လာခွဲဖြစ်တဲ့အတွက်ကျွန်တော်တို့ဗုဒ္ဓဟူးနေ့မနေ့အစောလို့ပြောလို့ရတယ်ပေါ့နော်ကဲဆိုကျွန်တော်တို့မနေ့ညကတော့ကျွန်တော်ရဲ့ Daily Free Channel လေးမှာကျွန်တော်တင်ပေးခဲ့တဲ့လေးသိန်းမောင်းတစ်ခက်ကလည်းကျွန်တော်တို့အပြည့်အဝပေါက်ခဲ့တယ်ပေါ့နော်ဆိုတော့ကျွန်တော်အနေနဲ့မနေ့ညကကျွန်တော်တပွဲကောင်းစားတူ၄ပွဲရွေးထုတ်ပေးခဲ့ရမှာနှစ်ပွဲအကျိုးအောင်နဲ့တပွဲကပြားတဝက်ဆုံးရှုံးတယ်တပွဲကအကျိုးရှုံးတယ်ဆိုတော့ကျွန်တော်တို့ပြားတဝက်လောက်ထီတော့တပွဲကောင်းကလည်းအပေါင်းထွက်ခဲ့တယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့မနေ့ညကတော့ကျွန်တော်တို့အနေငယ်တော့အဆင်ပြေခဲ့ပါတယ်ကဲဆိုတော့ဒီနေ့ညမှာတော့ကျွန်တော်တို့အင်္ဂလန်ကပ်ပွဲစဉ်တွေကျွန်တော်တို့အများကြီးရှိတယ်ပေါ့ဗျာဒါကြောင့်မလို့ကျွန်တော်ရဲ့ Daily Free Channel လေးမှာကတော့ပုံမှန်ရွေးချယ်ပေးနေကြဖြစ်တယ်လို့ပဲမောင်းနှွဲလေးတွေနဲ့တပွဲကောင်းလေးတွေထပ်မံရွေးချယ်တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်ရဲ့ Daily Free Channel လေးကိုမကြွရင်တို့ join နဲ့ညီကိုရတော့ကျွန်တော်အောက်ကောက်ဟောထဲမှာဝင်ရောက်ကြည့်ရှုလို့ရပါတယ်ကျွန်တော်အနေနဲ့ bio လေးမှာရေးပေးထားပါတယ်ကဲဆိုတော့ကျွန်တော်စပိန်လာလီဂါပွဲစဉ်တွေကတော့ပြောရလို့ရှိရင်ကျွန်တော်အီတလီစီးတီးပွဲစဉ်တွေဖြစ်နေတော့တယ်ဗျာဒီစပိန်လာလီဂါပွဲစဉ်တွေကိုကြည့်လိုက်တဲ့အခါမှာဆိုလို့ရှိရင်ကျွန်တော်တို့ဂိုးအောက်ထားတွေကများနေတယ်ဗောနော်တချို့အပေါ်ကြီးကြိုက်တဲ့ညီကိုတွေဆိုလို့ရှိရင်ကျွန်တော်တို့ဂိုးပေါ်တွေကိုတော်တော်လေးကမှလိုက်ကြရတယ်ဗောနော်ဆိုတော့စပိန်လာလီဂါပွဲစဉ်တွေကလည်းကျွန်တော်တို့နှစ်ပွဲဆက်တိုက်လောက်အထိကထပ်မံပြီးတော့ဂိုးအောက်ခဲ့ပြန်ပြီကဲဆိုကျွန်တော်ဗလန်စီယာဒီကျွန်တော်တို့အဖွင့်ပွဲစဉ်မှာတုန်းကကျွန်တော်တို့ဆက်တာဖီကိုကိုဇီးဇီဆိုတဲ့ရက်လက်နဲ့အိမ်ကွင်းကလေးတေးရက်လက်တမတ်ယူနိုင်ခဲ့တယ်ပေါ့ဗျာကဲဆိုကျွန်တော်တို့မနစ်ကယာတီမှာဗလန်စီယာဒီအဆင့်8နဲ့ယာတီသိမ့်ခဲ့တယ်ဆိုတော့အဲ့ဒီဆက်တာဖီကိုနဲ့ပွဲစဉ်မှာတုန်းကဗလန်စီယာတို့အနေနဲ့ဂိုးပေါက်ကန်သိမှုကကျွန်တော်ဘစ်ချက်2ကြိမ်ပဲရှိတယ်ပေါ့နော်ဒါကိုကြည်ချင်းအဖြစ်ကျွန်တော်တို့ဗလန်စီယာတို့အနေနဲ့ခြေစွမ်းကတိတ်ပြီးတော့မတည်ငြိမ်နေတဲ့အထဲထဲမှာရှိတယ်ဆိုတော့တစ်ဖက်ကဘက်တစ်ကတော့အဖွင့်ပွဲစဉ်အိမ်ကွင်းမှာတော့က Real Sociedad ကို 1-0 ဆိုတဲ့ရက်လက်နဲ့အနိုင်3မှတ်စူးစောင်းထားနိုင်ခဲ့တာဖြစ်တယ်ဆိုတော့ဘက်တစ်ဒီအပွဲစဉ်မှာတော့ကကျွန်တော် Real Sociedad ကိုတော်တော်လေးကိုမှဖိအားပေးပြီးတော့ကစားတယ်ပစ်ချက်9ကြိမ်လောက်အထိကိုရတယ်ပေါ့နော်ဆိုတော့ရှုံး target ကတော့ကျွန်တော်17ကြိမ်လောက်အထိရတယ်ပေါ့နော်စုစုပေါင်းဆိုလို့ရှိရင်ဂိုးပေါက်ကန်သွင်းမှုကကျွန်တော်18ကြိမ်လောက်အထိရှိတယ်ပေါ့နော်ဆိုတော့ဘက်တစ်ဒီကျွန်တော်တို့အဝေးကွင်းမှာဆိုလို့ရှိရင်ကျွန်တော်တို့ခန်းစစ်ပိုင်းနည်းနည်းလေးပေါက်တဲ့အတင်းတင်းလို့ပြောလို့ရတယ်ဆိုတော့နှစ်သင်းစလုံးကဒီနေ့နေရာဒီအပြောင်းရွှေ့မှာဆိုလို့ရှိရင်အရန်ကြီးကစားသမားချင်းချက်ပြုတ်လုပ်ထားတာမျိုးတော့မရှိဘူးပုံမှန်လူစင်းအတိုင်းပဲရှိနေတယ်ကဲဆိုဒီနေ့တင် head to head ထိတ်တိုက်တွေ့ဆုံမှုအရာကိုကြည့်မယ်ဆိုလို့ရှိရင်ဗလန်စီယာတို့အနေနဲ့သူ့အိမ်ကွင်းမှာဆိုလို့ရှိရင်ဘက်တစ်ကိုကစားတဲ့အခါမှာဆိုလို့ရှိရင်3ကြိမ်ထိတ်တိုက်တွေ့ဆုံမှုမှာကျွန်တော်ဗလန်စီယာကကျွန်တော်တစ်ကြိမ်အနိုင်ရရှိထားခဲ့တာဖြစ်တယ်ပေါ့နော်ဆိုတော့တစ်ကြိမ်ကတေးရက်လက်ထွက်ပေါ်ထားတဲ့တစ်ကြိမ်က Real ဘက်တစ်ကအသာစီရရှိထားတာဖြစ်တယ်ဆိုတော့အာရှအကျော်ပေးမှုကိုကြည့်မယ်ဆိုလို့ရှိရင်ဒဲဖွင့်လင့်ပေးထားတာဖြစ်တယ်ပေါ့နော်ဒါတော့ပဲဖွင့်ပေးရမှာပဲပေါ့နော်ဘာလို့လဲဆိုတော့ကျွန်တော်တို့နှစ်သင်းစလုံးကကျွန်တော်အရန်ကြီးကျွန်တော်တို့ခြေစွမ်းကအရန်ကြီးကွာတာမျိုးမရှိဘူးတစ်သင်းနဲ့တစ်သင်းကြားထဲမှာကျွန်တော်ကတော့ဒီပွဲစဉ်မှာကျွန်တော်တို့ဘက်တစ်ကိုပဲဆက်လက်ပြီးတော့အားပေးခြင်းတယ်ပေါ့နော်ဘက်တစ်မှာဆိုလို့ရှိရင်ကျွန်တော်တို့ကုလက်ရှိခြေစွမ်းပြနေတဲ့ကျွန်တော်ကစားသမားတွေကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့အန်တိုနီတို့ကျွန်တော်တို့ဟာနာတက်တို့ဒီလိုကစားသမားမျိုးတွေကကျွန်တော်တို့ကုလက်ရှိမှာဆိုလို့ရှိရင်တော်တော်လေးကမှခြေစွမ်းပြတ်တာထားနေတယ်ပေါ့နော်ဒါကြောင့်မလို့ကျွန်တော်ကတော့ဘက်တစ်ကိုပဲယုံကြည်တယ်ပေါ့နော်ဒါကြောင့်မလို့ဒီပွဲစဉ်လေးမှာတော့ Real ဘက်တစ် body လေးကိုပဲရွေးချယ်ပေးနေပါတယ်အကြိုက်တူတဲ့ညီကိုရတော့လိုက်ယူပါအကြိုက်မတူတဲ့ညီကိုရတော့ဘက်ကမှာဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့ညီကိုကြောင်းကြီးတိုင်းကိုကျေးဇူးတင်ကြောင်းပြောကြရင်းနဲ့ပဲဗီဒီယိုလေးကိုဒီမှာတင်ရနာကြပါတယ်